င်္ဂလာပါမောင်လေးပထမဆုံးပေါ့နော်မောင်လေးရဲ့နာမည်နဲ့တက်ရောက်နေတဲ့ program ရဲ့အကြောင်းနာမည်လေးမိတ်ဆက်ပေးပါအောင်ကျွန်တော်နာမည်ကတော့ Amy So ပါကျွန်တော်ကတက်ရောက်နေတဲ့ major ကတော့ Bachelor of Civil Engineering ကို UCSI University မှာတက်ရောက်နေတာဖြစ်ပါတယ်ဟုတ်ဒီပထမဆုံးအနေနဲ့ပေါ့နော် Civil Engineering ကမတို့တည်ထားတဲ့လောက်ဆိုလို့ရှိရင်ဒီ mathematical ဘိုင်းနဲ့ပို့ပြီးတော့ဆက်နွယ်တယ်တွက်ချရတဲ့အပိုင်းတွေလည်းများတယ်အဲ့အတွက်အဲ့ပေါ်မှာရောGED background ကလာတဲ့သူတယောက်အနေနဲ့ academic stress များလားဒီအကြောင်းကတင်တဲ့စာတွေပေါ်မှာလိုက်နိုင်လားမောင်လေးအဓိကတော့ကျွန်တော် GD ဘက်ကလာမယ်ဆိုရင်တော့ basic လောက်ပဲပါမယ် maths ကအဲ့တော့ကိုဒီဘက်ရောက်ရင်တော့ကျွန်တော်အများကြီး subject ဒီမှာထပ်ပို့ပြီးလုပ်ရင်တော့အဆင်ပြေနိုင်တော့ပါတယ်ဘာလို့ဆိုတော့တချို့ကြတော့ဗောနော် GED နဲ့ပြီးလာလို့ရှိရင်first year တန်တက်လို့ရတဲ့အပေါ်မှာစိုးရိမ်စိတ်ရှိကြရလေ first year ကိုတန်တက်တော့ဒီစာတွေကလိုက်နိုင်ပါမလားဆိုပြီးစိုးရိမ်စိတ်ရှိကြရပေါ့နော်အဲ့ဒီအပေါ်မှာမောင်လေးအနေနဲ့ဘယ်လိုမျိုးပြောပြချင်လဲအဓိကကတော့သူအဲ့လိုမျိုးစိုးရိမ်စိတ်ရှိနေတော့ကျွန်တော် grade 12က chapter 3ခန်းလောက်ပေါ့အဲ့3ခန်းလောက်အဓိက differentiate တို့ပြီးတော့ integral တို့အဲ့လိုအခန်းတွေတေချာပြင်လာတယ်ဆိုရင်တော့ပို့ပြီးဒီဘက်မှာရောက်တယ်အဆင်ပြေတယ်မဟုတ်ဘူးဆိုရင်မပြင်လာဆိုလည်းအဆင်ပြေတယ်ဒါပေမဲ့ဒီရောက်ရင်တော့ပို့ပြီးတော့လည်းသူများထက်လိုက်လို့ရတယ်ဟုတ်မဲဟိုပါဗောနော် self study အားကောင်းရင်တော့ဘယ်နေရာပဲဖြစ်ဟိုအဆင်ပြေမှာဗောနော်ဟုတ်ဒီနောက်တစ်ခုအနေနဲ့ဗောနော်ဒီမှာမောင်လေးတို့ချက်စားပြကြလားဒါမှမဟုတ်လို့ရှိရင်အပြင်မှာပဲစားပြကြတာများလားကျွန်တော်တို့ကတော့တပတ်မှာ4ရက်လောက်ကိုချက်စားတယ်3ရက်လောက်ဝယ်စားပြတယ်ဘာလို့ဆိုတော့ဟိုမှာတင်းလာအင်္ဂါလောက်ဆိုရင်ကျွန်တော်ကတင်းလာအင်္ဂါမအားဘူးအဲ့တော့သူကလည်းဟိုမှာအဆင်မပြေတော့ဆိုတော့အချင်းချင်းဝယ်စားလိုက်တယ်ကျန်တဲ့ရက်တွေကျရင်2ယောက်လုံးအတန်းမရှိတဲ့နေ့ဆိုရင်ချက်စားပြတော့အဲ့လိုမျိုးဆိုလို့ရှိရင်တစ်လဟိုပေါ့နော်မောင်လေးတို့ personally ဟိုလိုတယောက်ကိုအနည်းဆုံးဘယ်လောက်သွားကြလဲဟိုစားပြီးတောက်ပြီးဟုတ်ကဲ့ဟုတ်စားပြီးတောက်ပြီးဆိုရင်တော့ဟိုစိတ်ပဲပိုင်းတော့1600 1900လောက်တော့ပါတယ်မှာပုံမှန်လောက်လို့တော့ပြောလို့ရမယ်ထင်တယ်နော်မောင်လေးပေါ့သူ3ရင်3တလောက်ပေါ့ချွင်လဲချွေတလောက်တော်တော်ကြာတော့ဘယ်လိုမျိုးလဲဆိုတော့ဒီမှာလည်းဝယ်စားရတာအများကြီးတော့ Facebook ပေါ့ဗျာအခုဒီမောင်လေးတို့နေနေက Rihanna ဆောက်မှာနော်အဲ့ဒီဟိုဟာ residence ကရောနေရထိုင်ရအဆင်ပြေလား security ဘိုင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးမြင်လဲမောင်လေး security ဘိုင်းကတော့အရင်တင်းကျပ်တယ်ဒီဘက်မှာအပြင်လူလည်းလုံးဝဝင်လို့မရဘူးကတ်နဲ့လည်းဝင်ရတာဆိုဘယ်နေရာတော့ကတ်ဖြတ်ရတယ်ဆိုတော့ကိုအပြင်လူတယောက်လူစိမ်းဝင်မှုဆိုတာလုံးလုံးမလွယ်တော့ကိုဒီ Rihanna ဆောက်ကတော်တော် security ဘိုင်းနဲ့လုံခြုံတယ်လို့ပြောရမှာပြီးတော့နေရထိုင်ရတာလည်းရေကူးကန်နဲ့ဂျင်တို့ပြီးတော့ဟိုဘောလုံးကင်းမှာပါသေးတယ်ဆိုတော့လူငယ်တွေအတွက်ပို့ပြီးတော့အဆင်ပြေတယ်ဟုတ်နောက်တစ်ခုအနေနဲ့ပေါ့နော်ဒီအခုဆိုလို့ရှိရင် UCSI University ကိုမြန်မာနိုင်ငံနေပြီးတော့တက်ရောက်ခြင်းနဲ့တက်ရောက်ဖို့စိတ်ဝင်စားတဲ့အကြောင်းသားလေးအရင်များလာတယ်ပေါ့နော်အဲ့ဒီပုံမှာရောမောင်လေးက senior တယောက်လည်းဖြစ်နေပြီဆိုတော့ဘယ်လိုမျိုးအကြံပေးခြင်းလဲ UCSI ကိုတက်မဲ့အကြောင်းသားလေးတွေတော့ပေါ့နော်ဘယ်လိုသတင်းစကားပါခြင်းလဲမသိကျွန်တော်တက်နေတဲ့ဒီ UCSI University ကကျွန်တော် major အရာပြောမှဆိုတော်တော်ကောင်းတဲ့အကြောင်းလို့ပြောရမှာလို့ဆိုတော့ဟိုကျွန်တော် survey မှာလုပ်တဲ့ဟို set တွေဆိုရင် total station တို့ leveling တို့ဆိုရင်အနည်းဆုံး4လုံးလောက်ထားပေးထားတယ်4လုံးလောက်ထားပေးထားဆို9ယောက်တစ်ခွဲလောက်ဆိုရင်ဒါအလုံးဝဟိုပြည့်စုံတယ်ပြီးတော့စာတင်တဲ့ဘိုင်းမှာလည်းသူကဘယ်လိုဆိုဟိုနားမလည်မချင်းကိုစိတ်ရှိရှိနဲ့ lecturer ရရှင်းပြရတော့ကိုဒါအခက်ခဲမှမရှိဘူးပြီးတော့ဟိုစာတင်ပိုင်းနဲ့ဆိုင်ရမှာလည်းလို့ပေါ့ language တွေကလည်း barrier ဖြစ်တဲ့တော့ကိုပို့ပြီးတော့အဆင်ပြေရတယ်တချို့ကြတော့ဟိုနည်းနည်းစိုးရိမ်ကြရပေါ့နော်ဒီမလေးရှားမှာကြောင်းတက်တာဆိုတော့ဆရာတွေကတင်လို့ရှိရင်မလေးရှားနေလည်းများတယ်မလေးရှား accent နဲ့ဆိုတော့နားလည်ပါမလားစာတင်ရအဆင်ပြေပါမလားရှိရပေါ့နော်မောင်လေးတို့အတွေ့အကြုံလေးကိုလည်းနည်းနည်းလောက်မျှဝေပေးပါကျွန်တော်ကတော့လာတော့ကတော့ဒီမှာဘယ်လိုဖြစ်လဲဆိုတော့မလေးရှား accent ပိုင်ပေမဲ့သူတို့ပြောတဲ့စကားရ clear ဖြစ်တယ်ပြီးတော့ accent တွေကလည်းအဲ့လောက်ကြီးစူးစူးရွားရွားကြီးမဟုတ်ဘူးအကုန်လုံးကိုနားလည်နိုင်တဲ့အခြေရှိတယ်ဟုတ်ကဲ့ဒီနောက်ဆုံးတစ်ခုအနေနဲ့ပေါ့နော်အမတို့ရဲ့ English Spec မြန်မာနဲ့ကြောင်းလျှောက်ခဲ့တဲ့အတွေ့အကြုံလေးရဲ့ပြီးတော့အမတို့ဘယ်လိုမျိုး feedback လေးပေးခြင်းလဲဆိုတာလေးညှောက်ရေးပါအောင်ဟုတ်အမားတို့အနေနဲ့ကတော့ကျွန်တော်တို့ပေါ်မှာဟို agency တစ်ခုတက်ဆိုင်ရင်ညီကောင်မောင်တို့က senior ပုံစံမျိုးဖြစ်ပြီးတော့ဟိုမျိုးအသေးစိတ်ကအစားအကုန်လိုက်လုပ်ပြီးတော့တော်တော်အဆင်ပြေတဲ့ဟို agency လို့လည်းပြောလို့ရတယ်ပြီးတော့အဲ့လိုပေါ့ဒီကျွန်တော်ကျန်တဲ့ကျောင်းသားတွေလည်းအမားတို့နဲ့ကျောင်းလျှောက်စီခြင်းဟုတ်ကဲ့ဘာလို့ဆိုတော့တခြားဟို agency တက်ဆိုင်အမားတို့ agency အများကြီး prefer လုပ်ချင်overall အနေနဲ့ပေါ့နော်အမားတို့ဘယ်လိုမျိုး rating ပေးခြင်းလဲ
rating ကတော့9 out of 10လောက်ပေးနေမှာဟုတ် ဟုတ်ကဲ့ ဟုတ်ဆိုတော့တကယ်အဆဆရအဆင်ပြေခဲ့လို့ ဟုတ်ကဲ့ဟုတ်အခုလိုမျိုးချိန်ပေးပြီးဖိချပေးရတဲ့အတွက်မောင်လေးကျေးဇူးများတင်ပါတယ်ရှေ့ဆက်ပညာရေးခီးနာမှာအောင်မြင်မှုများစွာကိုဆက်လက်ဆုပ်ပြရရှိနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ် ကျေးဇူးပါ